ဒီနေ့ပဲဆက်ကြောတဲ့လူငယ်လေးတယောက် HIV positive ဖြစ်လို့ဆိုပြီးတော့ကို suicide လုပ်သွားတယ်တော်လေးလဲစိတ်မကောင်းဖြစ်ရပါတယ်အခုလိုနီးပညာတွေရောဆေးဝါးပညာတွေရောတိုးတက်ဖွံ့ဖြိုးနေတဲ့ခင်မှာဘာကြောင့်မို့LGBT community ရလူတွေအပါအဝင်ဆက်ကြောတဲ့လူငယ်တွေက HIV ရသားကောင်ဖြစ်နေရလဲဆိုတဲ့ podcast ကိုကျွန်တော်ဒီတစ်ပတ်ဆွေးနွေးသွားမှာဖြစ်ပါတယ် living together အတူတူနေပြီးတော့ချေရတဲ့ချစ်သူလည်းရှိတယ် dating app တွေကိုသုံးပြီးတော့ one night stand တွေလည်းများလာတယ် open relationship ကိုလည်းလက်ခံလာတာနဲ့အမျှ LGBT community အပါအဝင်ဆက်ကြောတဲ့လူငယ်တွေက sex လုပ်ဖို့အရန်ကိုလွယ်ကူလာတယ်တနည်းအားဖြင့်ဖောက်ပြန်ဖို့အရန်ကိုလွယ်ကူလာပါတယ် LGBT community အပါအဝင် 80% သောဆက်ကြောတဲ့လူငယ်တွေကခုနအပေါ်ကပြောခဲ့သလိုပဲ dating app တွေသုံးလာတယ်ဒါ one night stand တွေများလာတယ် open relationship ကိုလက်ခံလာတာနဲ့အလျောက်တယောက်တည်းနဲ့မတင်းတိမ်နိုင်ကြတော့ဘူး right okay အဲ့လိုလူငယ်တယောက်နေနဲ့တစ်ဖက်ကရှုပ်ပွေဖို့စဉ်းစားထားမယ်ဆိုရင်တစ်ဖက်ကလည်းဒီ sexual နဲ့ပတ်သက်တဲ့ knowledge တွေကို knowledgeable ဖြစ်ဖို့လိုတယ်တချို့သောဆက်ကြောတဲ့လူငယ်တွေကသူတို့ရဲ့ sexual pressure အရာ ongoing sex ဖြစ်နေတဲ့ချိန်မှာ sex လုပ်နေတဲ့ကာလတွင်မှာဘာမှမဖြစ်တော့ပါဘူးလေရပါတယ်လေဆိုတဲ့အမှားလေးတစ်ခုကြောင့် after sex မှာပြန်ပြင်လို့မရတဲ့အမှားတွေကျူးလွန်ပြီးတော့ HIV ပိုးကူးစက်ခံရတဲ့ဆက်ကြောတဲ့လူငယ်တွေအများကြီးရှိပါတယ်ကိုကဘွားတစ်လျှောက်လုံးမှာကောင်းကောင်းမွန်မွန်နေလာပြီးတော့မှကိုယ့်ရဲ့ချစ်သူစီကဖြစ်စေကိုယ့်ရဲ့လက်တွဲဖို့စီကဖြစ်စေဒါမှမဟုတ် dating app ကတွေ့တဲ့ one night stand ပဲဖြစ်စေဆိုတော့အဲ့လိုသူတို့စီကနေပြီးတော့ကူးစက်ခံလိုက်ရတဲ့ဆက်ကြောတဲ့လူငယ်တွေအများကြီးရှိပါတယ်ဆိုတော့ဘယ်လောက်နှမျောဖို့ကောင်းလဲ right တချို့သောလူတွေရဲ့ HIV ပိုးကူးစက်ခံရတဲ့အခြေအနေကကိုကလူတိုင်းနဲ့လိန်ဆက်ဆန်နေလို့ HIV ပိုးကူးစက်ခံရတာမဟုတ်ဘူးခုနအပေါ်ကပြောခဲ့သလိုပဲကိုယ့်ရဲ့ချစ်သူရည်စားလက်တွဲဖို့စီကနေပြီးတော့ကူးစက်ခံရတဲ့လူငယ်တွေအများကြီးရှိနေပါတယ်အဲ့ဒါကြောင့် before sex မှာတည်တည်ချာချာလေးဆင်ခြင်ပြီးတော့ဂရုပြုဖို့လိုပါတယ်ခန္ဓာကိုယ်တောက်တောက်ဖြောက်ဖြောက်ရှိပြီးတော့ရုပ်ချောတဲ့သူအသားဖြူပြီးတော့ကြည်ကောင်းတဲ့သူအရက်ရှိပြီးတော့ smart ဖြစ်တဲ့သူအစရှိသဖြင့်လူတယောက်ရဲ့ physical features တွေကိုကြည့်ပြီးတော့သူကတော့ HIV ပိုးမရှိနိုင်ပါဘူးလေဆိုပြီးတော့လွယ်လွယ်ကူကူနဲ့ကောက်ချက်ချလို့မရဘူး HIV ပိုးရှိခြင်းမရှိခြင်းကပိန်တာဝါတာမဲတာဖြူတာချောတာမချောတာအစရှိသဖြင့်လူတယောက်ရဲ့ physical features တွေပေါ်မှာအခြေမခံဘူးလေ right ဒါကြောင့်မလို့လူတယောက်ရဲ့အပြင်ပန်းတဲ့တန်ကိုကြည့်ပြီးတော့လွယ်လွယ်ကူကူကောက်ချက်ချပြီးတော့ပေါ်ပေါ်ရော့ရော့မနေသင့်ဘူးဆိုတာကိုလည်းထပ်စဉ်းစားဖို့လိုပါတယ်အထူးသဖြင့် LGBT community မှာ more than 2 people having sex ဆိုပြီးတော့3ယောက်ဒါမှမဟုတ်4ယောက်ဒါမှမဟုတ်5ယောက်အစရှိသဖြင့် group sex တွေလှုပ်လာတာနဲ့အလျောက် HIV ပိုးကူးစက်ဖို့ရာခိုင်နှုန်းကလည်းတော်တော်ကိုများပါတယ်ဆိုတော့ခုနကပေါ်ကပြောခဲ့သလိုပဲ dating app တွေသုံးပြီးတော့ data ပဲဖြစ်စေ one night stand ပဲဖြစ်စေ before sex မှာတည်းကကိုတည်တည်ချာချာလေးတတိကပ်ပြီးတော့ကွန်ဒိုကိုမဖြစ်မနေသုံးပြုဖို့လည်းလိုအပ်ပါတယ်ခဏတာယာဖို့အတွက်နဲ့ကိုယ့်ရဲ့ life တစ်ခုလုံးပိတ်ဆက်ရတာမတန်ဘူးလေနော် right နောက်ထပ်ကြီးမားတဲ့ပြဿနာတစ်ခုကရုံပိုင်းဆိုင်ရာအပေါ်မှာတာယာပြီးတော့ပေးလိုက်တဲ့ပြဿနာတစ်မျိုးပါပချိုက်လေးပေါ်အောင်လှလေးပြုံးပြပြီးတော့လာချင်းကတ်တဲ့သူတယောက်အပေါ်မှာရုပ်ပိုင်းဆိုင်ရာအရာတာယာပြီးတော့ယုံကြည်နဲ့ပေးအပ်လိုက်တဲ့အနေအထားမျိုးပါတချို့သောသူတွေကသူတို့ရဲ့ sexual pressure ကိုဖြေဖျောက်ဖို့တတ်ရည်ရွယ်ချက်နဲ့ကိုယ်လာချင်းကတ်တဲ့သူတွေလည်းရှိသလိုတချို့သောသူတွေကလည်းကိုယ့်ရဲ့ရင်ထဲကမေတ္တာစဉ်မေတ္တာမှန်ကိုလိုချင်လို့လာချင်းကတ်တဲ့သူတွေလည်းရှိပါတယ်ဆိုတော့လေအဲ့ဒါကြောင့်ကိုက before sex မှာတည်းကတည်တည်ချာချာလေးဆင်ခြင်သုံးသပ်ပြီးတော့ရုပ်ပိုင်းဆိုင်ရာမှာတာယာမှုမရှိဘဲနဲ့တည်တည်ချာချာရွေးချက်စဉ်းစားတတ်ဖို့လိုပါတယ်ကျွန်တော်ဆိုလိုချင်တာကရုပ်ချောသည်ဖြစ်စေရုပ်မချောသည်ဖြစ်စေ HIV ကရုပ်ရည်ပေါ်မှာခြေမခံမှုဆိုတဲ့ဟာကိုကျွန်တော်ပြောပြချင်တာပါ LGBT community အပါအဝင်ဆက်ကြောတဲ့လူငယ်တွေအနေနဲ့ HIV ရဲ့အသားကောင်ဖြစ်ကနေကင်းဝေးဖို့အတွက် before sex မှာတည်းကတည်တည်ချာချာလေးဆင်ခြင်တွေးတောပြီးတော့ရပါတယ်ဘာမှမဖြစ်တော့ပါဘူးဆိုတဲ့ state တွေကိုမေ့ပြီးတော့ဒါ before sex မှာမဖြစ်မနေကွန်ဒိုကိုအသုံးပြုကြဖို့ကျွန်တော်ဒီကနေတိုက်တွန်းလိုက်ပါတယ်ကျွန်တော်ရဲ့ podcast ကိုဆုံးထိကြည့်ပေးတဲ့အတွက်ဒီကနေကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်ကိုရင်ဖွေးချင်တဲ့အကြောင်းအရာတွေရှိတာပဲဖြစ်စေပြောပြချင်တဲ့အကြောင်းအရာတွေရှိတာပဲဖြစ်စေဆိုရင်ကျွန်တော်ရဲ့ comment box ကနေဝင်မှန်းလို့လည်းရတယ်လို့ကျွန်တော်ရဲ့ email ကနေတစ်ဆင့်ပို့ပေးပြီးတော့ကျွန်တော်ရင်ဖွေးလို့ရပါတယ်အားလုံးကျေးဇူးပါ bye bye